အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့နန်းဦးနဲ့နန်းဦးတငယ်ချင်းတို့အိုမန်နိုင်ငံမတ်စကတ်မှာရှိတဲ့ကဘာလက်ခီးသွားမြောင်များစွာလာရောက်လည်ပတ်ကြတယ်အရန်ကိုကြီးကျယ်ခမ်းနားလှတဲ့မတ်စကတ်ဂရမ်မုတ်ကိုတွားရောက်လည်ပတ်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ရှင်ဒါကတော့အဝင်ဝကနေစပြီးရိုက်ထားတဲ့ဗီဒီယိုဖြစ်ပါတယ်ကျန်းကင်းနေလုံးဝပုံရိပ်ထင်အောင်တောက်ပြောင်နေတာဖြစ်ပြီးတော့ကြီးကျယ်ခမ်းနားလာတဲ့ပြည်သူကလက်ရတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ပလီတဲဝင်မဲ့ဆိုရင်မဖြစ်မနေကောင်းပေါင်းပေါင်းထားရမှာဖြစ်ပြီးတော့နန်းဦးတို့တငယ်ချင်း2ယောက်မှာအပေါ်ကနေပြီးတော့အဘားရလို့ခေါ်တဲ့ခြုံလွှာအရှိကိုလည်းဝစ်လာခဲ့ပါတယ်ဖျားရှိခိုးတဲ့နေရာကိုမဝင်ခင်မှာအပြင်မှာလှည့်လည်ပြီးတော့ဗီဒီယိုလေးနည်းနည်းရိုက်ခဲ့ပါတယ်ဒီမှာဆိုရင်ကျွန်းတကားတွေနဲ့တခြားလှုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါကတော့သူတို့ဖျားရှိခိုးတဲ့နေရာဖြစ်ပါတယ်မမဆုနဲ့နန်းဦးတို့2ယောက်သားအမှတ်တရဗီဒီယိုလေးတွေရိုက်ခဲ့ပါတယ်ပေါ်မှာဆိုရင်လည်းကမ္ဘာအကြီးဆုံးမီးဆိုင်ကိုတွေ့ရမှာဖြစ်ပြီးတော့ဘေးတစ်ဖက်တစ်ချက်စီမှာလည်းလူရက်လောက်ထားတဲ့တစ်ဆက်သေးကမ္ဘာအကြီးဆုံးကော်စောကြီးကိုတွေ့ရမှာဖြစ်ပါတယ်ထဲမှာဆိုရင်အပြာရောင်နဲ့ပတ်သက်တဲ့အယောင်လေးတွေကိုတုံးထားတာတွေ့ရပြီးတော့အပေါ်မှာဆိုရင်လည်းကျွန်းသစ်တွေနဲ့စောက်ထားတာကိုတွေ့မြင်ရပါတယ်အမတ်တရအနေနဲ့ဒီရှေ့မှာဗီဒီယိုလေးတေချာရိုက်ခဲ့ပါတယ်ဟိုဘက်လျှောက်ဒီဘက်လျှောက်လိုက်နဲ့ခုဆိုရင်တော့2ယောက်သားအပြင်ကိုပြန်ထွက်လာပြီဖြစ်ပါတယ်နောက်ကျန်တဲ့ဗီဒီယိုကိုအပိုင်း2မှာဆက်တင်ပေးမှာဖြစ်ပါတယ်ခေါင်းမောင်းကပေါင်းနေကြမဟုတ်တဲ့အတွက်ကြောင့်မလို့လေတိုက်တိုင်းခေါင်းမောင်းကလွင့်နေတာဖြစ်ပါတယ်အားလုံးပဲနောက်တစ်ပိုင်းမှာပြန်တွေ့ကြမယ်နော်